သမုတ်တရားအလဲမှာခွေးတစ်ကောင်ကလင်းပိုင်တစ်ကောင်ကိုစီးနေတာပါလို့ဒီလိုမျိုးတော့ဖြစ်ရမှာမဟုတ်ဘူးပေါ့နော်ရွက်လေကရုတ်တရက်အရှိန်တင်လိုက်တော့ခွေးလေးကရေထဲကိုလွင့်ကျသွားတာပေါ့ဘယ်သူမှလည်းသတိမထားမိလိုက်ကြဘူးပက်ပက်လဲမှာတော့ရေပြင်ကြီးပဲရှိနေတာပေါ့ခွေးလေးကတော့သူ့မှာရှိတဲ့အားကုန်သုံးပြီးလှုပ်ခတ်နေတာပေါ့ဒါပေမဲ့ရေစီးကသူ့ကိုပို့ပြီးတော့အဝေးကိုဆွဲခေါ်နေခဲ့တယ်သူ့ခြေထောက်တွေလည်းအားကုန်နေပြီပေါ့အဲ့ဒီအချိန်မှာငါးမန်းတွေရောက်လာပါလေရောတစ်ကောင်လည်းမဟုတ်ဘူးအုပ်လိုက်ကြီးကိုဝိုင်းပြီးတော့ချင်းကပ်လာကြတာပေါ့အချိန်ကလည်းနဲတစ်ထက်နဲလာပြီပေါ့နော်အဲ့ဒီအချိန်မှာရုတ်တရက်ဘဲကမန်းမတိတဲ့လင်းပိုင်တစ်ကောင်ကရေပေါ်ကိုခုန်ထွက်လာခဲ့တာပေါ့သူကငါးမန်းတွေကိုချက်ချင်းကြီးဝင်တိုက်တာမျိုးမလုပ်သေးဘူးသူကခုန်လိုက်နဲ့ခွေးလေးကိုတတိပေးဖို့စူးစမ်းနေခဲ့ပေမဲ့ခွေးလေးကတော့နားမလည်ခဲ့ပါဘူးသူကလည်းဆက်ပြီးတော့ရေကူးနေခဲ့တာပေါ့ဒါနဲ့လင်းပိုင်ကလည်းဆက်မဆောင်တော့ဘူးသူကငါးမန်းတွေစီကိုတန်းမတ်ကိုဝင်သွားတာငါးမန်းတွေလွင့်စင်သွားလောက်အောင်ကိုပြင်းပြင်းထန်ထန်ပါပဲအဲ့ဒီနောက်မှာတော့သူပြန်လာခဲ့တာပေါ့ခွေးလေးကတော့ရေထဲနစ်နေပြီးအချိန်ကစက္ကန့်ပိုင်းလေးပဲကြံတော့တာပေါ့လင်းပိုင်ကအောက်ကိုငုပ်ပြီးခွေးလေးကိုအပေါ်ကိုတွန်းတင်လိုက်တယ်ပြီးတော့ရွက်လေစီကိုအချိန်ပြည့်နဲ့ကူးသွားခဲ့တယ်ခွေးလေးကလည်းသူ့မှာရှိသမျှအားကုန်နဲ့တွေ့ကပ်ထားခဲ့ရှာတာပေါ့မောပန်းနေပြီးတုံရင်နေပြီးမျက်လုံးတွေလည်းမင်းနေပြီးဖြစ်ပေမဲ့သူကတော့မလွတ်တမ်းတွေ့ကပ်ထားခဲ့တယ်လေပေါ်မှာတော့ပိုင်ရှင်ကလည်းစိတ်ပြက်လက်ပြက်ရှာဖွေနေခဲ့တာပေါ့အဲ့ဒီအချိန်မှာတော့သူတို့မြင်လိုက်ရပါလေရောလင်းပိုင်စီးပြီးအိမ်ပြန်ရောက်လာတဲ့ခွေးတစ်ကောင်ကိုပေါ့လေနားကိုရောက်တော့ခွေးလေးကသူ့ဘာသာသူလေပေါ်ကိုပြန်တက်ခဲ့တာပေါ့ပြီးတော့ဘယ်သူမှမမျှော်လင့်ထားတဲ့အရာတစ်ခုကိုသူလှုပ်လိုက်ပါလေရောသူကလှည့်လိုက်ပြီးသူ့ခြေထောက်လေးကိုမြှောက်ပြီးတော့ဦးညွတ်အယိုသေးပေးခဲ့တဲ့အချိန်မှာပဲတစ်ခုခုပြောချင်နေတယ်လို့မျိုးပါပဲပြီးတော့လင်းပိုင်ကလည်းတကယ်နားလည်ခဲ့ပါတယ်သူကရေထဲကနေပြန်ပြီးအတန်ပေးလိုက်တယ်ပြီးတော့ရေပေါ်ကနေခုန်တက်လိုက်တာပေါ့နော်သမုတ်တရားအလဲမှာပဲကခုန်နေခဲ့တာပေါ့ပြီးတော့သူပြန်မငုတ်ခင်မှာခွေးလေးရဲ့မျက်နှာကိုသူ့မျက်နှာနဲ့နောက်ဆုံးတစ်ချိန်ဖိကပ်ပြီးနှုတ်ဆက်သွားခဲ့သေးတယ်လေကျင်နာမှုဆိုတာမျိုးစိတ်မရွေးပါဘူးနော်ဒီလင်းပိုင်လေးကဒါကိုတကယ်တက်တည်ပြလိုက်တာပဲ